ဘာကြောင့်ကျွန်တော်တို့ဘဝမှာ plan တွေချမှတ်ပြီးတော့ study လုပ်တင်တယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာပြပြသွားမှာဖြစ်ပါတယ်တကယ်နဲ့လိုချင်တဲ့အရာတွေကအရင်များတယ်ဒါပေမဲ့လူသက်တမ်းရဲ့အလေအလက်လောက်မှာတကယ်ရခဲ့တာကရှင်တလောက်မဟုတ်ဘဲနဲ့အရင်နေတဲ့အကြောင်းအရာတွေပဲကျွန်တော်ရရှိခဲ့တာဖြစ်ပါတယ်အကြောင်းမျိုးကြောင့်နိုင်ငံရေးစီးပွားရေးလူငယ်တယောက်ကအသက်20 25နှစ်အထိဘဝအတွက်အခြေခံကြတဲ့အကြောင်းအရာမဟုတ်ဘဲနဲ့လေ့လာနေတဲ့ပညာရည်တွေအများကြီးပဲဒါပေမဲ့တကယ်အပြင်မှာရှောက်ရမယ့်ဘဝအတွက်ကကြတော့အဓိကစိတ်ပိုင်းတွေမပါသေးဘူးနဲ့အဲ့ဒီမှာအခြေတော်တော်လေးပေးနေရတယ်။ပြင်ပလောကမှာရှောက်လန်းနိုင်မယ့်အကြောင်းအရာတွေကိုသင်ယူနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့။ဒါဆိုရင်20 25နှစ်ကနေပြီးတော့ကျွန်တော်65နှစ်ကြာမှဆိုရင်အချိန်ကာလ20လောက်ပဲရှိတယ်။40နောက်ပိုင်းဆိုအသက်ကြီးလာတယ်။အသက်20ဓာရီက20အချိန်ကာလတစ်ခုမှာကျွန်တော်တို့ဘာတွေကြိုးစားလို့ရနိုင်။ကျွန်တော်အချိန်အများကြီးကုန်ခဲ့ရတယ်။ပြီးတော့ရလက်ကလည်းအရင်နေတယ်။ဒါကြောင့်မို့ study လုပ်တယ်ဆိုတာ plan ဆွဲတယ်ဆိုတာကအဲ့ဒီအချိန်ကာလတစ်ခုကိုတော်ဖြတ်တဲ့ခါမှာကိုလိုချင်တဲ့အရာတွေကိုအများဆုံးကိုရနိုင်အောင်ကြိုးစားဖို့အတွက်ဘာတွေလိုချင်လဲဆိုတဲ့အရာကိုဒီ plan ချတယ်ဖြစ်ချင်တဲ့အရာတွေ plan ချတယ်ပြီးလို့ရှိရင်အဲ့ဒီဟာတွေအကုန်လုံးဝမလွတ်တန်ရအောင်ဆိုပြီးတော့ study လုပ်အချိန်ကိုအတုံးချတယ်ပေါ့နော်ခိုင်မာတိဆောက်တယ်ကိုလည်းတန်လိုက်တင်ချပြီးတော့လုပ်ရတယ်အချိန်နည်းလို့ plan save study လုပ်ရတာဖြစ်တယ်တကယ်တော့အဲ့ဒီ plan တွေမရှိဘူး study လည်းမလုပ်ဘူးဆိုရင်အသက်ကြီးလာတဲ့အမျှကျွန်တော်တို့ဖြစ်ခဲ့တဲ့စိတ်ကူးရင်တသက်ကဒီအတွေးချင်းမှာပဲကြံခဲ့တယ်အသက်ပဲကြီးသွားတယ်ငါမလုပ်ခဲ့ရလေချင်းငါမသွားခဲ့ရလေချင်းငါမစားခဲ့ရလေချင်းဆိုတဲ့ဖြစ်ရလေချင်းအပေါ်မှာပဲကြံရှိနေခဲ့တယ်ပေါ့နော်ဆိုတော့ဒီခေတ်မှာကျွန်တော်သင်ယူရတာအရန်ပဲဒီလွယ်ကူနေတဲ့ခေတ်ရွေးချယ်စရာအများကြီးအဲ့လိုမျိုးရွေးချယ်စရာအများကြီးထင်မှာသင်တော့သင်ယူလိုက်တယ်ဒါပေမဲ့လက်တွေ့အသုံးမချလိုက်ရဘူးလက်တွေ့ဒီရလာတဲ့တင်ယူလိုက်မှုအပေါ်မှာကျွန်တော်အသုံးမချလိုက်ရဘဲနဲ့အချိန်ကုန်သွားတယ်ဆိုတော့အဲ့လိုမျိုးမဖြစ်ရအောင်တေချာကိုယ့်ရဲ့လိုချင်တဲ့ plan ကိုချမယ်ပြီးလို့ရှိရင် study လုပ်ပါ